Okay ဟုတ်လားကျွန်တော်နော်ကျွန်တော်ဂျမကိုဘယ်လိုပြောမလဲမလေးလို့ပြန်ပြောပါစာရနော်ကျွန်တော်ဂျမတင်မင်းအာဝနောက်တစ်ခုကာမူကဘာလဲဆိုတော့မင်းနော်တက်တူရွယ်လူတွေမှာပြောပါတယ်ဟုတ်လားအဲ့လိုပဲကျွန်တော်ဂျမထဲမှာတက်တူရွယ်လူတွေမှာပြောမစင်ဘာပြောမလဲအာကူနော်အမီကိုဘယ်လိုခေါ်လဲနာမနော်အဲ့ကြတော့ကျွန်တော်အမီနာမကျွန်တော်အမီလေနာမဆာယာကျွန်တော်ရဲ့အမီနာမဆာယာကျွန်တော်ရဲ့အမီဟောနာမဆာယာပုညာနာမဆာယာပုညာနာမအဲ့ကြမင်းရဲ့အမီဆိုရင်မင်းရဲ့အမီနာမအဝရဲ့မင်းရဲ့အမီနာဝဟောအဲ့လိုရှင်မင်းရဲ့အဝပုညာအဝပုညာနာမနော်အဝပုညာနာမလည်းရတယ်နာမအဝလည်းရတယ်โอเคဆရာပေါ်နာမအဝအဲ့မြန်မာလိုကဆာယာနာမစုစုဆရာပေါ်နာမအဝဆိုတာမင်းရဲ့နာမည်ဘယ်လိုလဲဆာယာနာမစုစုဆိုရင်ကျမရဲ့နာမည်စုစုဖြစ်ပါတယ်ဟုတ်လားဆရာပုညာနာမစုစုနာမဆာယာစုစုโอเค